ခုနှစ်သားသမီးမိတ်ဆွေပေါင်းမင်္ဂလာပေါင်းနဲ့ခါညောင်းပြည့်ဝတော်မူနိုင်ကြပါသည်မိမိကိုယ်ကိုယ်လည်းကောင်းသည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါသည်ခင်ဗျာကျွန်တော်နေ့စဉ်ဟောစတန်လေးတွေစူးစမ်းတင်ဆက်ပေးနေပါတယ်ဒီနေ့2025ခုဇွန်လ23ရက်တောက်ကြနေ့တနေ့စာအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့မနိုင်ဝင်ထမ်းနေကြသောလုပ်ငန်းများဝင်ဖို့ဖြစ်နေသောအလုပ်များကြီးတော်သောအကြောင်းနေရသောကိစ္စများကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပြုလုပ်ဆောင်ရွက်တင်သောနေ့ဖြစ်ပါတယ်ဒီနေ့အတွက်ကံတရားရဲ့ထောက်ပံ့ရသေးဖို့ဆိုရင်အညိုရောင်ရွှေရောင်များပါသောဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲပါဒီနေ့တနေ့တာအတွက်ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့3ကဏ္ဍ5ကဏ္ဍတို့ဖြစ်ကြပါတယ်ဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်စေဖို့ဆိုရင်စက်ပြာခဲလေးတစ်ခဲနဲ့တို့ပြီးခောက်ပြီးဆူတောင်းပါဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ပေါက်စီစမှုသာစံပြုတ်တမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာစွာဖြစ်လဲလိုရာဆန္ဒမှန်သမျှပြည့်ဝတော်မူနိုင်ကြပါစေခမညာ